Okay မင်္ဂလာပါခုဆိုရင်ကျွန်တော်တို့ edit chat ကနေပြီးတော့လက်လောင်နေ position တွေ distance တွေရပါတယ် true code တွေ distance တွေရပါတယ်အဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့ passive plan မှာဆိုရင် departure port passive from back to pilot station နောက်ပြီးရင် pilot station to pilot station နောက်ပြီးရင်passive from pilot station to back ပုံမှန်သွားခဲ့ရင်တော့ pilot station to back အဲ့လိုမဟုတ်ဘူးဆိုရင်တော့ pilot station ကနေ anchorage ကိုသွားမယ်နောက်ပြီးရင် EOSP မှနေပြီးတော့ drifty ဒါမှမဟုတ်လို့ရှိရင် anchorage စသဖြင့်သွားတဲ့နေရာတွေကိုကျွန်တော်တို့ 2O တွေကနေပြီးတော့ကြတော့ passive plan ထဲမှာလက်လောင်လေးတွေเนาะလာဖြည့်ပေးရပါတယ်အခုဆိုရင်တော့ departure back ကကျွန်တော်တို့ရဲ့back to pilot station ထိ waypoint တွေကိုအရင်ကောက်ပါတယ်အဲ့ဒီမှာလာဖြည့်ပေးရပါတယ်အဲ့ဒါဆိုရင်တော့သူ့ရဲ့ဒီဘက်ထဲက true code နဲ့ distance to go လေးတွေသူကသူဒီအဖြူလေးတွေကတွက်ပေးပါတယ်အဲ့နောက်မှာဒီ position interval ကတော့ကျွန်တော်တို့5 minute or less လား10 minute or less လား15 minute လား30 minute လား60 minute လား2 hour လားဆိုတာကျွန်တော်တို့လာပြီးတော့ drop down လေးနဲ့လာပြီးပြောင်းလို့ရတယ် primary method ကလည်း visual radar လားနော်နောက်ပြီးရင် secondary method က visual ကို GPS လာပြောင်းလို့ရပါတယ်အဲ့ဒီမှာလည်းလာဖြည့်ပေးရပါတယ်အဲ့နောက်မှာဆိုရင်တော့ဒီ maximum static drag ကိုဖြည့်ပေးရတယ်လမ်းမှာတွေ့ကြုံနိုင်တဲ့ high out တိုက်လေးတွေဖြည့်ပေးရတယ်ကျွန်တော်တို့ back ကနေပြီးတော့ pilot station သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ speed ဒီများသောအားဖြင့် sit not နဲ့ dwell not ကြားမှာပဲအသုံးပြုပါတယ်အဲ့နောက်မှာဆိုရင်တော့ဒီကျွန်တော်တို့အသုံးပြုတဲ့ဒီ back to pilot station ထဲမှာရှိတဲ့ waypoint ရဲ့အနီးနားမှာရှိတဲ့ကျွန်တော်တို့ depth လေးတွေကိုကောက်ပေးထားပါတယ်အဲ့ဒါတော့ edit ထဲမှာဟိုလမ်းကြောင်းဆွဲတဲ့အခါမှာသူ့နားမှာရှိတဲ့เนาะရေအနက်လေးတွေကိုကောက်ပေးထားပါမယ်အဲ့ဒါပြီးတော့ဒီမှာလာဖြည့်ပေးရတာဖြစ်ပါတယ် UKC ကတော့ calculation တွက်ပေးတာပါ watch level ကတော့ကျွန်တော်တို့ရဲ့company ကနေပြောထားတဲ့1 2လား3 4လား extra officer ရှိရမှာလားစသဖြင့် watch level အတိုင်းပဲလာဖြည့်ပေးရတာပါနောက်ပြီးရင် pilot to pilot ကြားလို့ရှိရင်เนาะ pilot station to pilot station သူလည်းပဲလမ်းမှာသုံးတဲ့လက်လောင်လေးတွေကို GPS เนาะ edit ကနေပြီးတော့ဒီမှာလာဖြည့်ပေးရပါတယ်တခုချင်းစီရိုက်ဖြည့်တဲ့အခါမှာ true code distance တွေကိုထွက်လာပါတယ် position interval ကတော့ခုနလို7 minute ယူမှာလား60 minute ယူမှာလားတနာရီယူမှာလားစသဖြင့်ဒီမှာ drop down လေးနဲ့ယူပါတယ် primary method က visual radar လားလမ်းမှာဆိုရင်အရင် GPS ယူမှာလားနောက်ပြီး radar ကနေယူမှာလား method of position ဖြစ်စီအောင်လည်းရွေးပေးလို့ရပါတယ်အဲ့နောက်မှာထူးခြားတာတစ်ခုကတော့ pilot to pilot ကိုသွားခဲ့လို့ရှိရင်ကိုဆွဲနေတဲ့ချက်ရဲ့ position အနီးနားမှာရှိတဲ့ကျွန်တော်တို့ example ပေါ့နော် Pokemon pilot station နဲ့သူ့အနားမှာရှိတဲ့ hazard ဒါမှမဟုတ်လို့ရှိရင်လည်း land island စသဖြင့်သူတို့နဲ့ဘယ်လောက်ဝေးလဲဆိုတာလေးတွေကို distance လေးတွေကောက်ပြီးတော့ကြတော့မှတ်ထားပေးရတယ်အဲ့ဒါလေးဒီမှာလာဖြည့်ရပါတယ်ပြီးတော့သူ့အနားမှာရှိတဲ့ရေအနက်ကိုလည်းပဲ actual control depth ကိုလည်းပဲတိုင်းပေးရပါတယ်ဒီ static drag တွေ expected high out တိုက်တွေကတော့ intended speed တွေကတော့ကိုအဆင်ပြေတာကျွန်တော်တို့လိုက်ဖြည့်ပေးပါတယ်ဒါပေမဲ့နီးရတဲ့ hazard တွေနီးရတဲ့ land တွေနဲ့ရှိတဲ့ minimum distance actual control depth တွေကတော့တခါတည်း passive plan စဆွဲစဉ်ကလေးက edit ဖေးမှာ waypoint လေးတွေရဲ့ဘေးမှာတခါတည်းကောက်သွားတာပိုကောင်းပါတယ်အဲ့ဒါလေးတွေ print ထုတ်ရပါမယ်အလားတူပဲ pilot station to back ဆိုရင်လည်းလက်လောင်တွေကောက်တယ်သူ့နားမှာရှိတဲ့เนาะဒီ actual control depth လေးတွေကောက်ပေးရပါတယ်နောက်ပြီးရင် position face လောက်တာမှာ visual radar နဲ့လုံးမှာလား secondary method နဲ့လုံးမှာလား position velocity interval ကဘယ်လောက်လဲပြီးရင် watch level ဘယ်လောက်လဲဆိုတာလေးတွေထည့်ပေးရပါတယ် UKC ကတော့သူ့ဘာသူတွက်ချက်ပေးတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် position method နဲ့အနီးနားမှာရှိတဲ့ hazard တွေကိုဘယ်လိုကောက်လဲဆိုတော့ကျွန်တော်ပြပေးပါမယ်အဲ့ဒီမှာကျွန်တော်တို့သွားလိုက်မယ်ဆိုလို့ရှိရင်ဒီဟာဆိုရင်တော့ Pokemon pilot station လေးဖြစ်ပါတယ် pilot station လေးပေါ်ကို cursor လေးထောက်လိုက်တယ် right click နှိပ်လိုက်တာနဲ့ကျွန်တော်တို့ new divider ဆိုတာလေးပေါ်လာပါတယ်အဲ့ new divider လေးကိုယူလိုက်ပြီးတော့ကြတော့အနီးနားမှာရှိတဲ့ example ပေါ့နော်ဒီမှာကျွန်တော်တို့ point လေးတိုင်းလိုက်လို့ရှိရင် 1.9 nautical mile စသဖြင့်ပေါ့နော်တိုင်းလို့ရတယ်ဒီလိုမျိုးတိုင်းမလားဒီဘက်က hazard လေးနဲ့တိုင်းမလားကာစာလေးနဲ့လိုက်ခောက်ပြီးတိုင်းလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ပြီးလို့ရှိရင် clear divider လုပ်လိုက်ရင်သူနဲ့အနီးဆုံးမှာရှိတဲ့ကောင်လေးတိုင်းလို့ရသွားပါပြီသူ့ကိုကြတော့ဘယ်လိုယူမလဲဆိုလို့ရှိရင်ဒီမှာ edit ရဲ့ကျွန်တော်တို့ကာစာနဲ့ချုပ်မယ်ချဲ့မယ်အပေါင်းတို့လေးတွေလုံးလိုက်တဲ့အခါမှာဆိုလို့ရှိရင် pilot station အနားမှာရှိတဲ့ရေအနက်ဘယ်လောက်လဲအခုဆိုရင် 27.5 ကြည့်လို့ရပါပြီ
ဟုတ်ပြီတခါပြန်ချုပ်ပြီးတော့ကြတော့သင်္ဘောရဲ့ position ကိုပြန်သွားခြင်း right click နှိပ်ပြီးတော့ရှင်းဝင်စင်တာလေးနဲ့နှိပ်လိုက်ရင်ရပါပြီအလားတူပဲဒီမှာချုပ်မယ်ချဲ့မယ်ချိန်တာလုပ်ပြီးတော့သွားလို့ရပါတယ်အပေါင်းအသင်းလေးလုပ်ပြီးသွားလို့ရပါတယ် zoom နဲ့လည်းလုပ်လို့ရပါတယ်ဟုတ်ပြီ TSS cross ရဲ့နားလေးက waypoint ရဲ့ position ကိုသိချင်ရင်လည်းကျွန်တော်တို့ page report နဲ့နောက်ပြန်နှိပ်လိုက်လည်းရပါတယ်အဲ့ဒါဆို depth area လေးပေါ်ပါတယ်အဲ့ဒီမှာ select လုပ်လိုက်တာနဲ့သူ့ရဲ့ရေနဲ့ဘယ်လောက်ရှိလဲဆိုတာကိုဒီမှာပြကြည့်လို့ရပါပြီ terrain value 1ဆိုရင်30 meter terrain value 2ဆိုရင်50 meter စသဖြင့်ကြည့်လို့ရပါတယ်အဲ့ရနေရေနဲ့တွေကောက်ထားမယ်နောက်ပြီးရင်ကျွန်တော်တို့ခြုံလိုက်မယ်ကာဆာလေးနဲ့လည်းခြုံလို့ရတယ် minus plus နဲ့လည်းခြုံလို့ရတယ်အဲ့ဒီပေါ်မှာ new divider လေးကိုတင်လိုက်မယ်အနီးပါရှိတဲ့ကျွန်တော်တို့ဒီမှာ hazard လေးဆိုရင် 4.7 ရှိတယ်အဲ့ဒါလေးတွေကိုကောက်ထားခြင်းအပြင်ကျွန်တော်တို့ရဲ့ passive plan ထဲမှာထည့်လို့ရပါတယ်အလားတူပဲ watch level တွေကိုကြည့်မယ်ဆိုလို့ရှိရင် ISN ရဲ့ bridge မှာသက်ဆိုင်ရာ maneuvering C ထဲမှာမောင်းတဲ့အချိန်စသဖြင့်သူ့ရဲ့ navigation policy SOM07 ထဲမှာလည်းရှိပါတယ် bridge team မှာဘယ်လိုတွေရှိရမလဲဆိုတာ under way bridge what လားနောက်ပြီးလို့ရှိရင်နောက်ပြီးတော့ anchor လားစသဖြင့် open water လား restricted water လား under ရော living pool လားအဲ့ဒီမှာအသုံးပြုရမယ် watch level လေးတွေရှိပါတယ်အဲ့ဒါလေးကိုလည်းကြည့်ပြီးတော့ကြတော့ကျွန်တော်တို့က passive plan ထဲမှာဖြည့်ပေးရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်